Daga Ambulance Victoria ကစီမှုဖြစ်ပြီးဒါက Fire Rescue Victoria ကမိသားသမားပါအရေးပေါ်အခြေအနေမှာဒါလျှင် 003 လုံးကိုဖုန်းခေါ်သင့်ပါသည်အရေးပေါ်မဟုတ်တဲ့ဖုန်းခေါ်ဆိုမှုတွေအတွက်စီမှုတွေအလုပ်ရှုပ်နေတဲ့အခါအသက်ကိုကယ်တင်ဖို့လူနာတင်ရင်တွေနေပါသွားပါသည်သင့်အတွက်အခြားဆောက်ရှောက်မှုရွေးချယ်ခွင့်များရှိပါသည် Victorian Virtual Emergency Department ကိုအသုံးပြု၍ TAE တက်တောက်တက်တာရှိမှုမှအရေးပေါ်ဆောက်ရှောက်မှုအတွက်ဆရာဝန်များနှင့်ဒူနာပြုများအားဗီဒီယိုခေါ်ဆိုရန်သင့်ဖုန်း tablet သို့မဟုတ်ကွန်ပျူတာကိုအသုံးပြုနိုင်သည် www.vved.org.au သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်တာမန်ပြော့စားယောဂပိုးဝင်ခြင်းမီးလောင်တန်ရာများနှင့်အယိုးကျိုးခြင်းများအပါအဝင်တန်တရားရှိပါကအရေးပေါ်ဆောက်ရှောက်မှုအတွက် urgent care စေခန်းသို့တင်သွားရောက်ကြည့်ရှုနိုင်ပါသည်ဒီစေခန်းများသည်ညဘက်စောင်းလွန်ခြင်းအထိတာမကစနေတနင်္ဂနွေနေ့များတွင်လည်းဖွင့်ထားပြီးကြိုတင်ရက်ချင်းယူရန်လည်းမလိုအပ်ပါ website www.betterhealth.vid.gov.au ကိုဝင်ရောက်ကြည့်ရှုနိုင်ပါသည်ချက်ချင်းအကြံဉာဏ်ရယူရန်အတွက်ဇူနာပြုခေါ်T3336363နေ့လေးကိုအချိန်မရွေးဖုန်းခေါ်ဆိုနိုင်ပါသည်မိနေမကောင်းလို့ဒါမှမဟုတ်ဒဏ်ရာနဲ့ငယ်ရရင်မိရဲ့ဒေတာခံဆရာဝန်စီသွားကြည့်နိုင်ပါတယ်သင်အထွေထွေကျမ်းမာရေးသို့မဟုတ်စေဝါအသုံးပြုဆိုင်ရာမိခွန်များအတွက်စေဝါကျွမ်းကျင်သူနှင့်ဆွေးနွေးနိုင်ပါသည်မှန်ကန်သောနေရာသို့သွားခြင်းသည်သင်အားမှန်ကန်သောဆောက်ရှောက်မှုကိုရရှိစေပြီးအရေးပေါ်အခြေအနေများအတွက်စေမှုများကိုတက်တာစေပါသည်